နောက်ဆုံးကိုအားလုံးနဲ့သက်ဆိုင်တဲ့ကိုကျွန်တော်ရဲ့အမေအတွက်နော်ကျွန်တော်ချစ်ရတဲ့ညီတော်ဆက်စုတွေပဲစုတောင်းတဲ့အချိန်လေးအားကွာဒီဘက်ကကြည့်ရတယ်လာပိတ်သွားShit,